အဲ့ဒါတခုသောဘဝတုန်းကဘုန်းတို့ရဲ့ဘုရားလောင်းကြီးကနော်မင်းသားလေးတယောက်ဖြစ်တယ်အရိဏမမင်းသားနော်သူ့မှာအလွန်မှယဉ်နီးတဲ့ကစားပေါ်ကစားဘက်တငယ်ချင်းတယောက်ရှိတယ်ပရောဟိတ်ပုံနာကြီးရဲ့သားသောနကလူလင်တဲ့အလွန်မှခင်မင်ယဉ်နီးတယ်ဘုရားလောင်းရဲ့နာမည်ကအရိဏမနော်တငယ်ချင်းရဲ့နာမည်ကသောနကအဲ့ဒါရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကတက္ကသိုလ်ပြည်ကိုပညာသင်လွှတ်တယ်အဲ့ဒါပညာသွားသင်ကြတယ်ပညာစုံတဲ့အခါကျတော့တိုင်းပြည်ကိုပြန်တယ်ပြန်တဲ့အခါမှာအလွန်မှตาရဝါပြောတဲ့တိုင်းပြည်တစ်ခုကိုသူတို့ဝင်ကြတယ်တဲ့ဝင်ကြတဲ့အခါကျတော့သူတို့ရဲ့ရုပ်ရည်သူတို့ရဲ့ပုံမှန်တရံသူတို့ရဲ့အနေအထားကိုကြည့်ပြီးတော့နော်အလွန်ခမ်းနားတဲ့ကြီးကျယ်တဲ့အိမ်တအိမ်ကသူတို့ကိုနှုတ်ကနာစွမ်းကျွေးဖို့ဖိတ်တယ်အဲ့ဒါနဲ့သူတို့အဲ့ဒီအိမ်ကိုနှုတ်ကနာစွမ်းစားဖို့လို့နှုတ်ကနာထမင်းစားဖို့လို့ဖိတ်ကြတာခံရလို့သူတို့အဲ့ဒီအိမ်ကိုသွားတယ်ပိုရောက်တဲ့အခါကျတော့ဒီဖရာလောင်းအရိဏမမင်းသားအတွက်အဖြူရောင်ဘဝတ်ကိုခင်းပေးတယ်သောနကလူလင်အတွက်တော့အနီရောင်ကိုခင်းပေးတယ်တဲ့အဲ့ဒါကိုကြည့်ပြီးတော့ဒီပရောဟိယသားဖြစ်တဲ့သောနကလူလင်ကဩငါရဲ့အရှင်အရိဏမမင်းသားဟာဒီကနေ့ရှင်ဘုရင်ဖြစ်လိမ့်မယ်နော်အဝတ်ဖြူလေးခင်းပေးတာကိုကြည့်ပြီးတော့သူဟာနော်ခေတ်စကားနဲ့ပြောရင်အတိတ်ကောက်တာပေါ့နော်ဟုတ်လားဝိဖြူလေးကဘလို့အဓိပ္ပာယ်ကိုဆောင်းတယ်လို့သူ့စိတ်ထဲမှာမြင်သွားတယ်လေဒါတော့ဘုံဘုံနားမလဲအဲ့ဒါငါရဲ့အရှင်သခင်ရှင်ပင်ဖြစ်ရင် तू ဟာတေချာပေါ့ငါ့ကိုစစ်သူကြီးယာတို့ပေးလိုက်မှာငါစစ်သူကြီးဖြစ်လိမ့်မယ်ဒီနိုင်ငံမှာဟုတ်တယ်အဲ့ဒီနေ့ကအဲ့ဒီနိုင်ငံကိုအုပ်ချုပ်တဲ့ဘုရင်နတ်ရွာဆန်သွားတာ9ရက်မြောက်နေ့ရှိပြီတဲ့သားတော်သမီးကတယောက်မှမရှိခဲ့ဘူးပြီးတော့သူတို့ယဉ်ကျေးမှုသူတို့ထုံးစံအရာဘာလုပ်တုံးဆိုတော့ဖုတ်သွင်းယထာလွတ်တယ်ရှင်ဘုရင်ဖြစ်ခြင်းကထိုက်တယ်တဲ့ပုဂ္ဂိုလ်တွေကိုဒီယထာဟာသွားပါစေဆိုတော့သူတို့ရဲ့ဤပညာသူတို့ရဲ့အစီအမံတွေနဲ့ဟုတ်လားဖုတ်သွင်းယထာတဲ့နော်ဒီလိုဖုတ်သွင်းယထာလွတ်မှာကိုသူတို့ကသိနေတာတော့မဟုတ်ဘူးအဲ့ဒါနဲ့အဲ့ဒီအိမ်ကနှုတ်ကနာထမင်းလေးစားပြီးတော့နော်အလွန်မှตาရတဲ့ဥယျင်ကြီးတစ်ခုတည်းကိုသွားပြီးတော့သူတို့ကနားကြတာအဲ့လိုနားတဲ့အခါကျတော့ကြောက်ဖြာရှိတယ်အဲ့ဒီဥယျင်ထဲမှာအဲ့ဒီကြောက်ဖြာပေါ်မှာဘုရားလောင်းကနော်ပါလာတဲ့အဝတ်ကိုခေါင်းကြီးခြုံပြီးတော့အိတ်တယ်တဲ့အဲ့ဒါအနီးနားမှာသောနကလူလင်ရှိတယ်အဲ့ဒါသိမကြဘူးနော်အတန်ပလန်တွေကြားတယ်ဟိုလူနမိတ်ဖတ်ထားတဲ့အတိုင်းအမှန်ကန်ပဲပုသွင်းယထာရောက်လာတယ်ရောက်လာတဲ့ဘုရားလောင်းကအိပ်ပျော်နေတယ်အိပ်ရာမနိုးအဲ့တော့သောနကလူလင်ကဘာစဉ်းစားတော့ဆိုတော့ငါဒီအခြေအနေတော့တွေ့နေပြီ